皆様おはようご မ ざ င်္ဂ い လာ ま ပါ す。 ဂျပန်ရောက်နေတော့ဒီနေ့ဦးစင်းနဲ့အတူ 今日は ဟေယောကိုဒိုင်းဘူးဆွဗုဒ္ဓရုပ်ပွားတော်ကိုပူဇော်ရအောင် 拝観しまし ဟေယော ょう。 ကိုဗုဒ္ဓရုပ်ပွားတော်သည် この兵庫 ဂျပန် 大 နိုင်ငံ 仏 ဟေယောကိုစီရင်စု 兵庫県 ကိုဘင်းမြို့မှာကိန်းဝတ်စံပေတော်မူပါတယ်ဂျပန်နိုင်ငံရှိဗုဒ္ဓရုပ်ပွားတော်များတဲ့တွင်တတိယအကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ပါတယ် 高さは အမြင့်ပေ36ပေခန့်ရှိတယ်လို့သိရပါတယ် あるということがわかりま ဟေယော し ကိုဒိုင်းဘူးဆွမူလရုပ်ပွားတော်ကို ဟေယောကိုဒိုင်းဘူးဆွ ခရစ်နှစ်1892ခုနှစ်တွင်တည်ထားခဲ့ပါတယ် 建てられました。 တည်ထားပြီးနှစ်ပေါင်း90ခန့်တွင် 第二 ဒုတိယကမ္ဘာစစ်ကြောင့်ဖျားကြီးပျက်စီးခဲ့ရရှာပါတယ် 沖縄ダ ဖ ム ျားကြီးပျက်စီးပြီး48နှစ်အကြာ1992ခုနှစ်တွင်အသစ်တပံပြန်လည်တည်ထားခဲ့ကြပါတယ် 再建されました。 ဟေယောကိုဒိုင်းဘူးဆွဗုဒ္ဓရုပ်ပွားတော်သည်ကိုဘင်းမြို့၏တာယာစီပင်မှုနှင့်ငြိမ်းချမ်းမှုကိုကိုစားပြုတယ်လို့ဆိုကြပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့သည်ဟေယောကိုဒိုင်းဘူးဆွဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြာသောကုသိုလ်ကြောင့်တာယာအေးချမ်းပြီးငြိမ်းချမ်းသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဂျပန်ကိုလာလို့သူများလည်းအမြန်ဆုံးလာနိုင်ကြပါစေ 早く来られるように。皆様ありがとうございました。